ပေါ်ဒူဘိုင်းကိုလာခဲ့တဲ့အကြောင်းလေးတစ်ချက်တော့ပြောပြချင်လို့ပါခင်ဗျာကျွန်တော် Messenger မှာလာမေးရဲ့အားလုံးအခက်အခဲကိုစီနဲ့ငွေကြီးအခက်အခဲချက်တဲမှုပေါင်းများစွာကိုဖျက်ဆီးပြီးတော့ဒူဘိုင်းကိုလာခြင်းတဲ့အကြောင်းလေးပေါ့နော်ကျွန်တော်တို့ကလည်းအခက်အခဲမရှိဘူးလားကျွန်တော်ဆိုရဲဟာလေးကျွန်တော်ပြောပြမယ်ပေါ့နော်အဓိကကတော့ကျွန်တော်မှလည်းကျွန်တော်မိဘနဲ့အတူတူနေရမဟုတ်ဘူးတယောက်တည်းနေရလူဖြစ်တဲ့အတွက်ကိုကျွန်တော်မှအိမ်တော်ပြိဘောကတွေအစားကျွန်တော်အများကြီးပေါ့နော်ဝယ်ထားရရှိရဗျကျွန်တော်ဒီဘက်ကိုဒူဘိုင်းကိုလာဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာကျွန်တော်အဲ့ပစ္စည်းအကုန်လုံးကိုကျွန်တော်ရောင်းချတာရောပေးတာရောပြောမယ်ဆိုလို့ဗျာတဲ့အိမ်သာလုံးဟာအကုန်လုံးဘာမှမရှိတော့ပြန်သွားရင်ပြီဆိုရင်တော့ကျွန်တော်ဘာပစ္စည်းမှမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်မှာ risk တွေအများကြီးယူပြီးတော့ဒီဘက်ကိုလာခဲ့ရတယ်ပေါ့နော်လာတဲ့အခါမှာလည်းပထမ2လလောက်မှာကျွန်တော်ရဲ့ဝင်ငွေနဲ့ပေါ့နော်ကျွန်တော်ယူလာတဲ့ပတ်စံနဲ့တုံးတယ်နောက်တော့ကျွန်တော်ပတ်စံကုန်သွားတော့ကျွန်တော်အိမ်ကိုလှမ်းတောင်းတယ်ပေါ့နော်ကျွန်တော်အိမ်ကပန်ပိုးနိုင်နေရဆိုတော့အဆင်ပြေရပေါ့နော်အဲ့လိုမျိုးအခက်အခဲပေါင်းများစွာနဲ့အလုပ်ကိုရောက်အောင်ရှာ